Hello ပဲမင်္ဂလာပါဒီနေ့ကတော့အကြောင်းလေးကို sharing လုပ်ပေးသွားမလဲဆိုလို့ရှိရင်ပေါ့နော် feature barber theory လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီ theory လေးကို2017မှာ LA Parisa ကနေစပြီးမိတ်ဆက်ခဲ့တာပေါ့နော်ဆိုတော့ဒီ theory ကိုအရင်တော့ကြားဖို့မြင်မှုသိဖို့ကြလားပေါ့နော်ဟုတ်ကဲ့မသိဘူးဆိုလို့ရှိရင်ဒီနေ့ဒီဗီဒီယိုလေးမှာဒီ theory လေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒီ social media တွေဖြစ်တဲ့ TikTok, Facebook, Instagram တွေကိုသုံးကြတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့တွေreaction တွေပေးကြတယ် comment တွေဝင်ကြတယ်ဆိုတော့ဒီလိုမျိုးအရာတွေပေါ်ကိုအခြေခံပြီးတော့ algorithm ကနေပြီးတော့ဒီ data တွေစုထားတယ်ပေါ့နော်စုထားပြီးတာကနေကျွန်တော်တို့ activity လုပ်တဲ့ engagement လုပ်တဲ့ post တွေဗီဒီယိုတွေပဲအကြောင်းအရာတွေကိုပဲ algorithm ကနေပြီးတော့ရွေးချယ်ပြသသွားတာပေါ့နော်အကျိုးဆက်အနေနဲ့ကျတော့ကျွန်တော်တို့ဒီ engagement လုပ်တဲ့ activity လုပ်တဲ့အရာတွေအကြောင်းအရာတွေကျွန်တော်တို့သဘောတူထားတဲ့အကြောင်းအရာတွေကိုပဲတခါတည်းလဲမြင်နေရပြီးတော့ကျွန်တော်တို့ ਨੇ သဘောထားမတူတဲ့အမြင်မတူတဲ့အရာတွေဆိုလို့ရှိရင် post တွေဆိုလို့ရှိရင်မမြင်ရတော့ဘူးเนาะဆိုတော့အကျိုးဆက်အနေနဲ့ကျတော့ကိုယ့်ရဲ့အမြင်ကပဲမှန်စီတယ်ဆိုတော့ဒီဘာပဲထဲမှာပူပေါင်းထဲမှာပြင်မိသွားစရာမျိုးပေါ့เนาะဆိုတော့ကိုယ်လည်းပြန်စဉ်းစားကြည့်ပေါ့နော်ငါလည်းပဲဒီပူပေါင်းတစ်လုံးထဲမှာပဲပြင်မိနေပြီလားပေါ့နော်ဆိုတော့ okay ဒီနေ့ကတော့ဒီ theory လေးအကြောင်းကိုရှင်းပြပေးသွားတာဖြစ်ပါတယ်နောက်ဗီဒီယိုမှာလည်းနောက်ထပ်ဘယ်လိုမျိုးတွေလာအောင်လဲဆိုတာကိုဆက်ပြီးတော့ကြည့်ပေးကြပါအောင်ရှင်